ခါတော့ကြည့်ရနေသူကဟိုမှာသူကဟိုမှာအေးဘုန်းကြီးတင်ငန်းဟုတ်တယ်အဲ့ဘုန်းကြီးတင်ငန်းပေါ်မှာ तू အဲ့ဒါဘသူလဲလို့ဒီနားနေကြည့်တာဒီလေကားပေါ်ရောက်လာအဲ့လေကားအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့လူမှုပတ်ဝန်းကျင်နဲ့မအပ်ဆက်တဲ့လောက်ရက်ကိုလောက်ကြတဲ့ဖုံးကြီးတဲ့မာတုကားမှာတော့ဗီဒီယိုဖိုင်ကိုအတူကြည့်ရအောင်ခင်ဗျာရုပ်လဲအတော်ပြတ်ပါတယ်ဒါမျိုးနေချင်းချင်းလဲလူထွက်ဖို့ကောင်းတယ်ကဲကြည့်ရအောင်ဗျာအေးငါဘယ်နာနေကြည့်ရဒီနားနေကြည့်ရလားနေကရင်နားကြီးရောက်လာပြောဒီနားနေအဲ့ချင်းချာဦးလေးလာစရာအကြောင်းမရှိတော့ဘူးအဲ့ချင်းငါအကြောင်းမရှိတော့အမေပထမရက်ကကျွန်တော်အိမ်များလို့ဒီမှာလမ်းလျှောက်တာဟောတော့လမ်းလျှောက်နေတာဟိုင်းနာတော့လာတာမဟုတ်ဘူးဒီမှာလျှောက်တာလာနားလေးရက်ပြောခါဖောက်ပြီးကျမကိုကြည့်ပါတာခါတော့ပြီးတော့ဒီနားနဲ့ခါတော့ပြီးကြည့်ရနေသူကဟိုမှာသူကဟိုမှာတင်ငန်းဘုန်းကြီးဘုန်းကြီးတင်ငန်းဟုတ်တယ်အဲ့ဘုန်းကြီးတင်ငန်းပေါ်မှာ तू အဲ့ဒါဘသူလဲလို့ဒီနားနေကြည့်တာဒီလေကားပေါ်ရောက်လာအဲ့လေကားပေါ်ရောက်လာအဲ့ကြည့်ကြအကြောင်းမရှိဘူးဟုတ်ပြီဘသူလဲလို့ကြည့်ကြလေအဲ့လိုညီးခရင်နာကို तू မရောက်ဘူးပေါ့နော်မရဘူးလေကားပေါ်ကိုမတက်တာအဲ့လေကားပေါ်မတက်တာထိုင်လေကားပေါ်ကိုမတက်တာဟုတ်ပြီဟုတ်ရှင်းမယ်ဘာမရှင်းလို့မရဘူးညီးမြန်ဒီမှာအိတ်တာလားအဲ့တဲ့အဲ့ဒါမဟုတ်ဘူးအဲ့နေတာ तू အဲ့မှာအဲ့ဒါခါတိုင်းဒီမှာအဲ့ဒါဘုန်းကြီးကဒီတဲ့အဲ့ဒါညဖြည်းဖြည်းပြောပီတာအောင်မေးလို့ချင်တာနော်ဘုန်းကြီးက तू ခါတိုင်းဒီမှာအဲ့ဒါအဲ့နေတာ तू အဲ့မှာအဲ့တော့ကျွန်တော်ဒီနားနေပြီးတော့ဘသူလုံးပေါ့ဘသူလုံးဆိုပြီးတော့ဒီနားနေကြည့်တာဘောဘောလေးကိုတက်ဘူးဟာဘသူလဲလို့ကြည့်တာလေနင်းခါတိုင်းဒီတဲ့အဲ့ဒါကိုညီမကျင်နိုင်ညီတရားဆောလာကျမတရားဆက်လို့ဒါအခုညီးထွက်လာလို့ရှုပ်သွားတာနော်ညီးထွက်လာလို့ရှုပ်တာနော်ဟုတ်ဒီထက်မှကျမဟုတ်ပြီခါလာတာပုတ်တင်ညိုဒီမဲ့တစ်ပင်ထူရတယ်ပုတ်တင်ညိုဥပေါ်တာညီးထွက်လာလို့ရှုပ်တာဟုတ်ပြီရပြီဟိုကရင်ပါလားဒီခမ်းပါလားလိုက်တာတော်ပြီဘုန်းကြီးအခုပြဿနာကိုဘယ်လိုပြီးမှလဲပြဿနာတော့လည်းလုံးရပြဿနာကိုရှင်းအဲ့ဒါကိုရှင်းပြောတာကအကြီးကမင်းလည်းငါနဲ့ပြောပြနေတာတယောက်ပြီးမှတယောက်လို့ငါပြောတာကမင်းအဲ့လိုကြီးသေးကြီးမကြီးမလုံးနဲ့ဟာငါပြောတာမားနဲ့ဆိုကမင်းလေလာကြီးတကူတော့ကမောက်လာမှလည်းပြောတာဟုတ်တယ်မဟုတ်ပြောတာခုဘာလို့ငါကျုပ်လာနေကျုပ်လာချင်းကြောင့်ကျုပ်ဖြစ်သွားတာဟုတ်လားပြောတာအခုမင်းကြောင်းမှလာလေမင်းနေချင်လို့လို့ချင်လို့ငါမှမပြောနော်အဲ့တော့ခုငါမကြီးဖြစ်စီမင်းမကြီးဖြစ်စီဒီတော့ကြီးခုမပြောနေရမယ်လူလည်းမဟုတ်မင်းတို့ငါခဲလို့ဝင်နေတဲ့ချိန်ဝင်မင်းစားနေချိန်စားမင်းယူနေတဲ့ချိန်ယူသွားတယ်မင်းပြီးဆိုအခုဒီကောင်မလေးဆွဆွဲပုံတို့ဘုံကြီးဒီပြပြောမယ်နော်ဒါကွင်းမြင်လေလူတကာရှောက်ပိုင်ဝင်ရှိတယ်ဒီလေကားကိုတက်ပြီးသူကရင်နာရောက်ပြီလားဒါသဘောပြောပြတာနော်ရောက်ပြီလားဟုတ်ပါတော့အဲ့ဒီကမပြောရတော့ပြောတာချင်းချင်းလေးမဟုတ်ဘူးသူထွက်လာလို့ပို့ရှုပ်သွားပြီငါမင်းငါဟုတ်တယ်မလားသူထွက်လာလို့ပို့ရှုပ်သွားပြီမဟုတ်အကြီးကောင်မင်းငါဘုံကြီးလေသဘောပြောပြငါကြောင်းထဲမှာမင်းလာနေတော့ကြောင့်လို့ညာယူပါပြီးတော့ရှင်းလိုက်တော့မယ်ဟုတ်ပြီကျွန်တော်တို့တောင်းမယ်